ရှိနေချိန်မှာမင်းလေးတွေ့ပေးစဖို့တော့မင်းရောနေခဲ့ဒါတွေကြောင့်မင်းလေးရစထားခဲ့တာလားစားခဲ့တာလားကိုတကယ်မင်းတယောက်တည်းပဲချစ်ခဲ့တာပါဒီရင်မှာစားတော့ဖို့တော့ရှိတော့ပြီကွာတကယ်ဆိုမင်းလေးနားလေခွင့်လို့ပေးလိုက်ရင်ကိုတို့ဝေးကြရဖို့လုံးဝမရှိဘူးကိုတကယ်မင်းတယောက်တည်းပဲချစ်ခဲ့တာပါဒီရင်မှာစားတော့ဖို့တော့မရှိတော့ပြီကွာတကယ်ဆိုမင်း